ဇလန်အစမှာတော့ကျွန်တော်တို့ဟာအထီးကျန်ဆန်တဲ့လမ်းဘေးခွေးလေးတစ်ကောင်နဲ့ဆုံတွေ့ရပါတယ်။သူဟာကြက်သားကြော်ဆိုင်လေးတစ်ဆိုင်စီရောက်သွားခဲ့ပါတယ်။အစားအစာရဲ့အနံ့ကသူ့ကိုဆွဲဆောင်သွားခဲ့ပြီးဘလို့နီးမှမသိပဲသူဟာအယိုးတစ်ချောင်းကိုခိုးယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူထွက်ပြေးတဲ့အချိန်မှာလူတစ်ယောက်နဲ့တွားတိုက်မိပါတော့တယ်။အဲ့ဒီအယိုးဟာသူ့ပါဆက်ထဲကနေကျွတ်ကျသွားပြီးလူအုပ်ကြီးရဲ့စူညံပွက်လောရိုက်မှုတွေကြားထဲမှာပျောက်ဆုံးသွားခဲ့ပါတယ်။ခွေးလေးဟာသူ့ကောင်းကိုမုန်းချလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲစစ်သားတစုဟာလမ်းမပေါ်မှာစစ်ကြောင်းချီတက်လာကြပါတယ်။အဲ့ဒီထဲမှာရိုဘတ်လို့အမည်ရတဲ့စစ်သားငယ်လေးတစ်ယောက်ပါဝင်ပါတယ်။ရိုဘတ်ကတနာစရာကောင်းတဲ့အဲ့ဒီခွေးလေးကိုတတိပြုမိတဲ့အခါပြုံးပြပြီးဘီစကစ်မုတ်တစ်ခုကမ်းပေးခဲ့ပါတယ်။ခွေးလေးရဲ့မျက်ဝန်းတွေဟာတောက်ပသွားခဲ့ပါတယ်။မကြခင်မှာပဲပထမကမ္ဘာစစ်အတွင်းပြင်သစ်နဲ့ဗြိတိန်စစ်သားတွေဟာဂျာမန်စစ်တပ်ကိုအတူတကွပူးပေါင်းတိုက်ခိုက်နေကြပြီးနောက်ဆုံးမှာတော့အမေရိကန်ပြည်ထောင်စုကလည်းစစ်ပွဲထဲမှာပါဝင်လာခဲ့တဲ့ဆိုတာကိုသိခွင့်ရပါတယ်။အမေရိကန်ဟာဘလို့နီးနဲ့မဆိုအောင်ပွဲရရှိဖို့အတွက်သူတို့ရဲ့လူငယ်တွေကိုစစ်မြေပြင်အတွက်ပြင်ဆင်တဲ့အနေနဲ့စစ်ပညာတွေစတင်လေ့ကျင့်ပေးခဲ့ပါတယ်။ခွေးလေးဟာရိုဘတ်ရဲ့အနံ့ကိုနောက်ခံလိုက်ရင်းနဲ့လေ့ကျင့်ရေးကွင်းအဝထိရောက်လာပါတယ်။ရိုဘတ်ကတခြားစစ်သားတွေနဲ့အတူစခန်းထဲကိုဝင်သွားပေမဲ့ခွေးလေးကတော့အစားအသောက်နှံ့ရဲ့ဆွဲဆောင်မှုကြောင့်ပျက်စီးနေတဲ့နေရန်တစ်ခုကနေတဆင့်ခိုးဝင်သွားပြီးမိဖို့ကြောင့်တဲကိုရောက်သွားခဲ့ပါတယ်။သူတလုံးမှမစားရသေးခင်မှာပဲစဖိုမှုကသူ့ကိုမြင်သွားပြီးအော်ဟစ်မောင်းထုတ်လိုက်ပါတယ်။ခွေးလေးဟာထွက်ပြေးရင်းနဲ့ရိုဘတ်နဲ့ထပ်မံတိုက်မိပြန်ပါတယ်။မိမိမှာဘီစကစ်မုန့်တွေထပ်မရှိတော့ဘူးလို့ရိုဘတ်ကရှင်းပြဖို့ကြိုးစားပေမဲ့ခွေးလေးကတော့ဘယ်နားလဲပါမလဲ။သူကရိုဘတ်ရဲ့အနားမှာပဲနေချင်နေခဲ့တာပါ။လေ့ကျင့်ရေးစင်းနေစဉ်တစ်ခုမှာအရာရှိကြီးတစ်ယောက်ကခွေးလေးကိုတတိထားမိသွားပြီးသူ့ကိုသဘောကျသွားပါတယ်။သူကလေ့ကျင့်ခန်းတွေပြီးရင်ခွေးလေးအစာကျွေးဖို့ရိုဘတ်ကိုပြောခဲ့ပါတယ်။အဲ့ဒီနေ့ညနေပိုင်းမှာရိုဘတ်ကခွေးလေးကိုထမင်းစားဆောင်စီခေါ်လာပြီးအစာကျွေးပါတယ်။နောက်တစ်နေ့မှာရိုဘတ်ကသူ့ရဲ့တပ်ဖွဲ့ဝင်တွေနဲ့အတူလေ့ကျင့်နေစဉ်ခွေးလေးကသူ့ဘေးမှာလိုက်ပြေးရင်းစော့ကစားပြီးပျော်ရွှင်နေခဲ့ပါတယ်။မကြခင်မှာပဲအရာရှိတွေကအံ့ဩစရာတစ်ခုကိုတတိပြုမိသွားကြပါတယ်။ဒီခွေးလေးဟာတခြားလမ်းဘေးခွေးတွေလိုတနက်တန်တွေကိုမကြောက်ပါဘူး။သူဟာလူတွေရဲ့လက်ဟန်ချေဟန်အချက်ပြမှုတွေကိုမြ мян ဆန်ဆန်နားလည်ပါတယ်။သူဟာရိုးရိုးခွေးတစ်ကောင်မဟုတ်ပဲစစ်တပ်အတွက်တကယ်သုံးဝင်နိုင်တယ်ဆိုတာကိုသူတို့သိသွားခဲ့ပါတယ်။အဲ့ဒီညမှာရိုဘတ်ကသူနဲ့ကစားနေရင်းနဲ့သူ့ကိုဆက်တက်ပြီးလို့နာမည်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ပြီးတော့အခြေခံမိတ်တွေကိုနားလည်အောင်စတင်တင် जा ပေးပါတယ်။နောက်တစ်နေ့ဗိုလ်မှူးကြီးစခန်းကိုလာရောက်စစ်ဆေးတဲ့အခါစတက်ပီကအဲ့ဒီနေရာမှာရှိနေခဲ့ပါတယ်။အရာရှိအားလုံးကဗိုလ်မှူးကြီးကိုအလေးပြုကြတာကိုသူမြင်တဲ့အခါသူတို့လိုလိုက်တူပါပြီးသူ့ရဲ့ခြေဘွားကိုမြှောက်လို့အပြစ်ဆိုခွင့်မရှိအောင်အလေးပြုပြခဲ့ပါတယ်။လူတိုင်းဝုန်းကနဲ့ရင်မောလိုက်ကြပြီးဗိုလ်မှူးကြီးလည်းသဘောကျသွားပါတယ်။သူကစတက်ပီကိုစခန်းထဲမှာနေခွင့်ပြုဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနေ့ကစပြီးစတက်ပီဟာစစ်သားတိုင်းရဲ့အချစ်တော်ဖြစ်လာခဲ့ပါတယ်။သူဟာအမိန့်တွေကိုတင်ယူတဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုနားလည်ပြီးစစ်သားအားလုံးရဲ့နှလုံးသားကိုဖန်ဆားနိုင်ခဲ့ပါတယ်။တပ်ဖွဲ့ကိုစစ်မြေပြင်တွက်ဆင်ဖို့အမိန့်ပေးလိုက်ပါတယ်။သူတို့အဖွဲ့ကိုရန်ကီးတက်မှလို့အမည်ပေးထားပါတယ်။စစ်မြေပြင်မထွက်ခွာမီဗိုလ်မှူးကြီးကသူတို့ကိုစစ်ပွဲမှာအောင်မြင်အောင်ဆူတောင်းပေးပြီးစတက်ပီကိုတော့စစ်သားတစ်တွေကိုလေ့ကျင့်ပေးရမှာကူညီဖို့အတွက်ခြံထားခဲ့ဖို့အမိန့်ပေးခဲ့ပါတယ်။ရိုဘတ်ဝမ်းနေသွားပါတယ်။သူစတက်ပီကိုခြံမထားခဲ့ခြင်းပေမဲ့ရွေးချယ်စရာမရှိခဲ့ပါဘူး။မထွက်ခွာခင်မှာရိုဘတ်ကစတက်ပီကိုတစိမ့်အသေးလေးတစ်ခုပေးခဲ့ပါတယ်။စတက်ပီကအဲ့ဒီတစိမ့်ကိုဂုဏ်ယူစွာဝတ်ဆင်ထားခဲ့ပါတယ်။ဒါပေမဲ့စတက်ပီကတော့ကြံရင်မနေခဲ့ပါဘူး။သူဟာသူ့ရဲ့လက်ပတ်ကြိုးကိုယုံထွက်ပြီးစစ်သားတွေပြည့်နေနေတဲ့ယထာစီအထိရိုဘတ်ရဲ့အနံ့အတိုင်းလိုက်လာခဲ့ပါတယ်။သူဟာယထာပေါ်ခိုးတက်ခဲ့ပြီးယထာစိတ်ကန်းကိုရောက်တဲ့အခါရိုဘတ်တက်မဲ့တင်မောပေါ်ကိုတင်ဆောင်မဲ့တစ်တာတစ်လုံးထဲမှာပုံအောင်နေခဲ့ပါတယ်။ညနေလာတဲ့အခါတင်မောပေါ်ကလူတိုင်းနှစ်ချိုက်စွာအိပ်ပျော်နေကြပါတယ်။အဲ့ဒီအချိန်မှာစတက်ပီကတစ်တာထဲကနေတိတ်တဆိတ်ထွက်လာခဲ့ပါတယ်။သူဟာရိုဘတ်ကိုရှာဖွေဖို့အတွက်တင်မောတစ်ပြင်လုံးကိုလိုက်လံနဲ့ရှုပ်ပြီးရှာဖွေပါတော့တယ်။တင်မောကုန်းဘက်ပေါ်မှာလှည့်ပတ်သွားလာပြီးနောက်ဆုံးမှာသူရိုဘတ်ကိုရှာတွေ့သွားပါတယ်။တင်မောပေါ်မှာစတက်ပီကိုမြင်လိုက်ရလို့ရိုဘတ်တယောက်လုံးဝကိုအံ့အားသင့်သွားပါတယ်။သူတို့စတက်ပီကိုဖုံးကွယ်ဖို့အကောင်းဆုံးစူးစမ်းကြပေမဲ့မတော်တဆစတက်ပီဟာဗိုလ်ချုပ်နဲ့တက်တက်သွားတိုက်မိပါတော့တယ်။ရိုဘတ်နဲ့စစ်သားတွေကချက်ချင်းအလေးပြုလိုက်တဲ့အခါစတက်ပီကလည်းထို့အတူပဲသူ့ခြေဘွားကိုမြောက်ပြီးအပြစ်ဆိုခွင့်မရှိအလေးပြုပြခဲ့ပါတယ်။ပြီးနောက်သူဟာကျမ်းပြင်ဘော်ကဗိုလ်ချုပ်ရဲ့လက်ကင်တုပ်ကိုဗိုလ်ချုပ်ထံပြန်ပေးခဲ့ပါတယ်။ဗိုလ်ချုပ်ဟာအံ့အားသင့်သွားပြီးသူမြင်နေရတာကိုတော့မယုံနိုင်ဖြစ်သွားပါတယ်။သဘောကျသွားတဲ့ဗိုလ်ချုပ်ကစတက်ပီကိုရိုဘတ်ရဲ့တပ်ဖွဲ့မှာတရားဝင်အဖွဲ့ဝင်တဦးအဖြစ်ခန့်အပ်ဖို့ကပတိန်ကိုအမိန့်ပေးလိုက်ပါတယ်။အဲ့ဒီချိန်ကစပြီးစတက်ပီဟာသူ့ရဲ့ကိုယ်ပိုင်မိဖုရားကိုရရှိခဲ့ပြီးလမ်းဘေးခွေးလေးတစ်ကောင်ဟာတရားဝင်စစ်ခွေးတစ်ကောင်ဖြစ်လာခဲ့ပါတော့တယ်။ပြင်းထန်တဲ့တိုက်ခိုက်မှုတစ်ခုအတွင်းအမေရိကန်နဲ့ဗြိတိန်စစ်သားအများပြားဟာအပျက်စီးတွေအောက်မှာပိတ်မိနေခဲ့ပါတယ်။တိုးဆုပ်မနေပဲစတက်ပီဟာအပျက်စီးတွေကြားထဲပြေးဝင်သွားပြီးဟောင်လာမြေကြီးတွေကိုတူးဆော့တာတွေလုပ်ပြီးမြေမြုပ်နေတဲ့သူတွေကိုကူညီရှာဖွေပေးခဲ့ပါတယ်။သူကြောင့်စစ်သားအများပြားရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။မကြခင်မှာပဲရိုဘတ်ဟာဂက်စတွန်လို့ခေါ်တဲ့ပြင်သစ်စစ်သားတစ်ယောက်နဲ့ဆုံတွေ့ပြီးသူတို့ဟာလင်းမြန်စွာပဲတငယ်ချင်းအရင်ချာတွေဖြစ်သွားကြပါတယ်။ဂက်စတွန်ကရိုဘတ်နဲ့သူ့အဖွဲ့ကိုစခန်းကိုပြန်ခေါ်လာခဲ့ပါတယ်။ City that's been completely destroyed, reduced to ashes by German bombardment. That night, the soldiers rest at နောက်တနေ့မနက်စောစောမှာတော့ရိုဘတ်ဂက်စတွန်နဲ့စတက်ပီတို့ဟာကင်းလဲဖို့ထွက်လာခဲ့ကြပါတယ်။ကျောက်ဆောင်ကမ်းပါတစ်ခုရဲ့နောက်ွယ်မှာပုံအောင်ရင်သူတို့ဟာမှန်ပြောင်းကိုတုံးပြီးဂျာမန်တပ်တွေကိုစောင့်ကြည့်ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲဂျာမန်တွေဟာအနီးအနားကမြို့လေးကိုအစိမ့်ငွေနဲ့တိုက်ခိုက်ဖို့ပြင်ဆင်နေတာကိုသူတို့သတိထားမိသွားကြပါတယ်။သူတို့၃ယောက်ဟာလူတိုင်းကိုသတိပေးဖို့စခန်းစီကိုအမြန်ပြန်ပြေးကြပါတယ်။
သူတို့ပြေးနေတော့မှစတက်ပီဟာဂျာမန်စစ်သားတယောက်ကရိုဘတ်ကိုရိုင်ဖယ်တနက်နဲ့ချိန်ရွယ်နေတာကိုလှမ်းမြင်လိုက်ပါတယ်။မောင်းမဖြုတ်ခင်မှာပဲစတက်ပီဟာရှေ့ကိုခုံအုပ်လိုက်ပြီးရိုဘတ်ကိုမြေကြီးပေါ်လှဲချလိုက်ပါတယ်။သူကစတက်ပီကိုအစိမ့်ငွေ့ကမျက်နှာဖုံးကိုပြပြီးတခြားလူတွေကိုတတိပေးဖို့အချက်ပြလိုက်ပါတယ်။စတက်ပီဟာချက်ချင်းပဲနားလည်သွားပါတယ်။သူဟာကွင်းပြင်တွေကိုဖျက်ပြီးစခန်းစီကိုအပြင်းနဲ့ပြေးသွားပါတယ်။စခန်းကိုရောက်တာနဲ့အစိမ့်ငွေ့ကမျက်နှာဖုံးတစ်ခုကိုပါးစပ်နဲ့ကိုက်ချီပြီးအပြင်ကိုပြေးထွက်ကအကျယ်ကြီးဟောင်ပါတော့တယ်။စစ်သားတွေဟာသူဘာပြောချင်တယ်လဲဆိုတာကိုချက်ချင်းသဘောပေါက်သွားပြီးအားလုံးမျက်နှာဖုံးတွေကိုအချိန်မီဆွတ်လိုက်ကြပါတယ်ခဏကြာမှတော့ဂျာမန်တပ်ဖွဲ့တွေကအစိမ့်ငွေ့တွေပြည့်နေတဲ့ဒုံးကြီးတွေကိုပစ်လွတ်လိုက်ပါတယ်စက္ကန့်ပိုင်းအတွင်းမှာပဲစစ်မြေပြင်တစ်ခွင်အစိမ့်ရောင်မီးခိုးငွေ့တွေပြန့်နှံ့သွားပါတော့တယ်စတက်ပီကမရက်တန့်ခဲ့ပါဘူးသူဟာရွာစီကိုအစွမ်းကုန်ပြေးသွားပြီးတက်နိုင်သမျှကြဲကြဲဟောင်ပါတော့တယ်ရွာသားတွေဟာအစပိုင်းမှာထိတ်လန့်သွားကြပါတယ်ပြီးတော့သူတို့ကောင်းကင်ကြီးအစိမ့်ရောင်ပြောင်းလဲလာတာနဲ့အစိမ့်ငွေ့တိမ်တိုက်တွေသူတို့စီလွင့်မျောလာတာကိုလှမ်းမြင်လိုက်ရပါတယ်သူတို့ဟာတကားတွေပြတင်းပေါက်တွေကိုအမြန်ပိတ်ပြီးသူတို့မျက်နှာတွေကိုအချိန်မီဖုံးအုပ်လိုက်ကြပါတယ်Warning everyone, until Robert and Gaston arrive on horseback. They grab အစိမ့်ငွေ့တန်ကနေကာကွယ်ဖို့သူ့ပါဇက်ကိုအဝစ်တစ်ခုနဲ့ဖုံးအုပ်ပေးလိုက်ပါတယ်တိုက်ခိုက်မှုတွေပြီးဆုံးသွားပြီးအစိမ့်ငွေ့တွေဆင်ကျဲသွားတဲ့အခါရွာသားတွေဟာအိမ်ပြင်ကိုထွက်လာကြပါတယ်အဲ့ဒီနေ့ကစပြီးစတက်ပီဟာစစ်သားတယောက်ရဲ့ခွေးတင်မကပဲရွာသားအလုံးရဲ့သူရဲကောင်းဖြစ်လာခဲ့ပါတော့တယ်စခန်းကိုပြန်ရောက်တဲ့အခါကပတိန်ကဂျာမန်တွေရဲ့ဘုံကျဲမှုအပြီးမှာစစ်သားတယောက်ပျောက်ဆုံးနေကြောင်းအားလုံးကိုအကြောင်းကြားပါတယ်အစွမ်းကုန်စူးစမ်းရှာဖွေပေမဲ့ဘယ်သူမှရှာမတွေ့ခဲ့ပါဘူးဒါပေမဲ့စတက်ပီကတော့ဘာဖြစ်နေလဲဆိုတာကိုနားလည်ပါတယ်သူ့ရဲ့ထက်မြက်တဲ့အနံ့ခံအာယုံကိုတုံးပြီးသူဟာကြီးစံတွေနဲ့ပောက်ကွဲမှုတွေကိုရှောင်ကွင်းကစစ်မြေပြင်ကိုဖျက်ကျော်ပြေးလွှားရင်းနောက်ဆုံးမှာအပြက်စီးတွေအောက်ပိတ်မိနေတဲ့ဒဏ်ရာရစစ်သားကိုရှာတွေ့သွားပါတယ်စစ်သားအဖွဲ့ကမိခိုးပုံးတွေကိုတုံးပြီးအကာအကွယ်ယူကသူ့ကိုဘေးကင်းစွာကယ်ထုတ်နိုင်ခဲ့ပါတယ်စတက်ပီရဲ့တတိကြောင့်စစ်သားတယောက်ရဲ့အသက်ကိုထပ်မံကယ်တင်နိုင်ခဲ့ပြန်ပါပြီမကြခင်မှာပဲရိုဘတ်ရဲ့တပ်ဖွဲ့ဟာစစ်မြေပြင်အသစ်တစ်ခုစီပြောင်းရွှေ့ဖို့အမိန့်ရရှိခဲ့ပါတယ်သူတို့မထွက်ခွာမီကျင်းနာတတ်တဲ့ရွာသူတယောက်ကစတက်ပီကိုလက်လုံဂျာကင်အင်ဂျီလေးတစ်ခုလက်ဆောင်ပေးခဲ့ပြီးဂက်စတွန်ကလည်းဂျာမန်တွေအစိမ့်ငွေ့ထပ်သုံးလာရင်ကာကွယ်နိုင်ဖို့အတွက်အထူးပြုလုပ်ထားတဲ့အစိမ့်ငွေ့ကမျက်နှာဖုံးလေးတစ်ခုပေးခဲ့ပါတယ်နှုတ်ဆက်စကားတွေပြောကြပြီးနောက်တပ်ဖွဲ့ဟာရှေ့တန်းစစ်မြေပြင်စီထွက်ခွာခဲ့ပါတယ်နောက်ခန်းမှာတော့ဗိုလ်မှူးကြီးကစစ်သားအလုံးကိုမိန့်ခွန်းပြောကြပြီးယခုအချိန်ကစပြီးဂျာမန်တွေကိုထိတ်တိုက်ရင်ဆိုင်ရတော့မယ်လို့ပြောကြားခဲ့ပါတယ်သူတို့စစ်မြေပြင်အစ်စ်ကိုရောက်တဲ့အခါပြင်းထန်တဲ့တိုက်ပွဲစတင်ပါတော့တယ်စတက်ပီဟာရှုပ်ထွေးပွဲလော်ရိုက်နေတဲ့ဂျာရဲကနေပြေးလွှားရင်းမရေမတွက်နိုင်တဲ့အသက်တွေကိုကူညီကယ်တင်ပေးရင်းသူ့ရဲ့တတိကိုထပ်မံတက်တည်ပြခဲ့ပါတယ်အချိန်တစ်ခုမှာတော့သူဟာဂျာမန်စစ်သားတစုကိုအမေရိကန်တပ်စခန်းစီတက်ရောက်လာအောင်ပါနက်စွာဆွဲဆောင်ခေါ်ယူခဲ့ပြီးအမေရိကန်တပ်တွေကသူတို့ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့နောက်ထပ်တိုက်ပွဲတစ်ခုအတွင်းမှာစတက်ပီဟာပောက်ကွဲတော့မဲ့လက်ပစ်ပုံးကနေစစ်သားတယောက်ကိုကာကွယ်ဖို့ပြေးဝင်သွားခဲ့ရကနေပောက်ကွဲမှုကြောင့်သူကိုယ်တိုင်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ရိုဘတ်ကသူ့ကိုပွေ့ချပြီးစခန်းစီအမြန်ပြန်ခေါ်လာခဲ့ပါတယ်။ဆရာဝန်ကသူ့ကိုကုသပေးခဲ့ပေမဲ့မကြခင်မှာပဲစတက်ပီကိုစစ်ဆေးရုံစီပို့ဆောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တငယ်ချင်းကောင်းလေးနဲ့ခွဲခွာလိုက်ရတဲ့အတွက်ရိုဘတ်တယောက်စိတ်နှလုံးကြေကွဲခဲ့ရပါတယ်။ဒီအချိန်တောအတွင်းမှာပဲဂက်စတွန်ဟာလည်းသူ့ရဲ့ကိုယ်ပိုင်စခန်းကိုပြန်ဖို့အမိန့်ရရှိခဲ့ပါတယ်။ရိုဘတ်ကသူ့ကိုဝမ်းနည်းစွာနဲ့နှုတ်ဆက်ခဲ့ပါတယ်။အခုတော့တယောက်တည်းကြံရစ်ခဲ့တဲ့ရိုဘတ်ဟာသူ့ရဲ့အတွေးတွေနဲ့ခံစားချက်ဝေဒနာတွေကိုဖွင့်ဟပြီးသူ့အမစီစာရေးခဲ့ပါတယ်။သူစတက်ပီကိုအလွန်လွမ်းဆွနေပြီးစိတ်ဖိစီးမှုနဲ့ဝမ်းနည်းမှုတွေကြောင့်ဖျားနာသွားပါတော့တယ်။ဆရာဝန်ကသူ့ကိုစစ်ဆေးတဲ့အခါရိုဘတ်ရဲ့အခြေအနေကပြင်းထန်နေမှသိလိုက်ရပါတယ်။သူကြအသက်ရှင်နိုင်မှာမဟုတ်ဘူးလို့တောင်ထင်ရပါတယ်။တစ်ချိန်တည်းမှာပဲဝေးလံတဲ့မြို့ပြတစ်ခုကဆေးရုံမှာစတက်ပီဟာပြန်လဲနာလန်ထူနေသေးဖြစ်ပါတယ်။သူ့ခြေပွားကဒဏ်ရာကလုံးဝမပြောက်သေးပေမဲ့သူ့ရဲ့နှလုံးသားကတော့သူ့ကိုအနားမယူခိုင်းပါဘူး။ခြေလမ်းတိုင်းကနာကျင်နေပေမဲ့သူဆက်လျှောက်ခဲ့ပါတယ်။မောပန်းနွမ်းနယ်လုံးလို့လဲကျသွားတဲ့အချိန်မှာတော့သူ့ရဲ့အချစ်ဆုံးတငယ်ချင်းကိုရှာရမယ်ဆိုတဲ့အတွေးတစ်ခုတည်းနဲ့သူ့ကိုယ်သူပြန်ထူမှတ်ခဲ့ပါတယ်။နောက်ဆုံးမှာစတက်ပီဟာရိုဘတ်ရဲ့စခန်းကိုရောက်ရှိသွားပါတယ်။ရိုဘတ်ကသူ့ကိုမြင်လိုက်ရတဲ့အခါသူ့မျက်ဝန်းတွေဟာဝမ်းသာရည်တွေနဲ့ပြည့်နှက်သွားပါတယ်။စတက်ပီရောက်လာတာကသူ့ရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးလိုက်ပါတယ်။သူ့ရဲ့ဖျားနာမှုတွေပျောက်ကွယ်သွားပြီးရက်ပိုင်းအတွင်းမှာပဲရိုဘတ်ဟာပြန်လဲကျန်းမာလာခဲ့ပါတယ်။သူတို့ခွင့်ရအတွင်းမှာရိုဘတ်စတက်ပီနဲ့တငယ်ချင်းအနှဲငယ်တို့ဟာပဲရီမြို့ကိုခရီးထွက်ခဲ့ကြပါတယ်။တွားလီယာနေရာတိုင်းမှာလူတွေကစတက်ပီကိုအံ့ဩချီးကျူးမှုတွေနဲ့နှုတ်ဆက်ကြပါတယ်။အခုဆိုရင်သူဟာတတိနဲ့သစ္စာရှိမှုရဲ့ပြရုပ်တစ်ခုအဖြစ်ကမ္ဘာတစ်ဝန်းမှာကြော်ကြားနေပါပြီ။အဲ့ဒီအချိန်တွင်းမှာစတက်ပီဟာစစ်တပ်ကဂျာမန်သူရှူတယောက်ကိုဖမ်းဆီးနိုင်ဖို့ကူညီပေးခဲ့ပါသေးတယ်။သူ့ရဲ့အမှုထမ်းဆောင်မှုကိုသဘောကျသွားတဲ့ဗိုလ်ချုပ်ကသူ့ကိုစစ်အရာရှိအဆင့်ထိတိုးမြင့်ပေးခဲ့ပြီးရိုဘတ်လည်းယာဒူးတိုးခံရပါတယ်။စတက်ပီဟာအခုဆိုရင်စစ်သားတိုင်းရဲ့လေးစားမှုကိုခံရတဲ့စခန်းရဲ့တရားဝင်အဆင့်မြင့်အဖွဲ့ဝင်တဦးဖြစ်လာခဲ့ပါပြီ။မကြာခင်မှာပဲဂက်စတွန်ပြန်လာပြီးသူတို့နှစ်ယောက်လုံးကိုလှိုက်လိုက်လဲဂုဏ်ပြုခဲ့ပါတယ်။သူတို့၃ယောက်ဟာသူတို့တပ်ဖွဲ့နဲ့အတူအမတ်တရစုပေါင်းတပ်ပုံရိုက်ခဲ့ကြပြီးအဲ့ဒီတပ်ပုံဟာမကြာခင်မှာပဲတနိုင်ငံလုံးကသတင်းစာတွေမှာပါလာခဲ့ပါတယ်။စတက်ပီဟာအမျိုးသားသူရဲကောင်းဖြစ်လာခဲ့ပါတယ်။နောက်ဆုံးပိုင်းမှာတော့အမေရိကန်နဲ့ပြင်သစ်စစ်တပ်တွေဟာထပ်မံပူးပေါင်းပြီးဂျာမန်တွေကိုဆုတ်ခွာသွားအောင်ပြင်းထန်တဲ့တံပြန်တိုက်စစ်ဆင်နွှဲခဲ့ကြပါတယ်။ရိုဘတ်နဲ့ဂက်စတွန်တို့ဂျာမန်တွေရဲ့ကာကွယ်ရေးတုံ့ပြန်တွေကိုအနီးကပ်မြင်ရတဲ့အခါအံ့ဩသွားကြပါတယ်။ရန်သူခံတပ်တွေဟာအလွန်ကြီးမားပြီးဖောက်ထွင်းဖို့မဖြစ်နိုင်တဲ့လောက်ပါပဲ။စစ်သားတယောက်ကရိုဘတ်နဲ့သူ့တပ်ဖွဲ့စီကိုသတင်းတစ်ခုယူဆောက်လာပါတယ်။အစိုးရအနေနဲ့နောက်တနေ့မနက်မှာအပြစ်ခတ်ရစဲရေးကြီးညာဖို့ဆုံးဖြတ်လိုက်ပြီလို့ပြောပြပါတယ်။သူတို့ရဲ့တပ်မှုကလည်းဒါကိုအတီးပြုပါတယ်မနက်ဖြန်မနက်7:00 နာရီမှာအပြစ်ခတ်ရစဲရေးတရားဝင်စတင်မှာဖြစ်ပြီးစစ်ပွဲပြီးဆုံးတော့မှာပါဒါကိုကြားရတဲ့အခါရိုဘတ်နဲ့စစ်သားအလုံးဝမ်းမြောက်ဝမ်းသာဖြစ်ကြရပါတယ်နှစ်ပေါင်းများစွာတွေးထွက်တန်ယူဖြစ်ခဲ့ပြီးနောက်ဆုံးမှာသူတို့အိမ်ပြန်နိုင်ကြတော့မှာပါဒါပေမဲ့နောက်တနေ့မနက်အပြစ်ခတ်ရစဲရေးအသက်မဝင်ခင်မှာပဲဂျာမန်တပ်တွေကမမျှော်လင့်ပဲနောက်ဆုံးအကြိမ်ဖြစ်အလစ်အငိုက်ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်တနက်တန်တွေထွက်ပေါ်လာပြီးရုပ်ရုပ်သဲသဲတွေပြန်ဖြစ်လာကစစ်တပ်နှစ်ခုစလုံးဟာနောက်ဆုံးပြင်းထန်တဲ့တိုက်ပွဲမှာထိပ်တိုက်တွေ့ကြပြန်ပါတယ်မိခိုးလုံးတွေနဲ့ပောက်ကွဲမှုတွေကြားထဲမှာဂက်စတွန်တယောက်တည်းရှိကိုပြေးသွားတာကိုရိုဘတ်မြင်လိုက်ရပါတယ်
တိုးဆုံမနေပဲရိုဘတ်နဲ့စတက်ပီတို့ဟာသူ့နောက်ကိုအပြေးလိုက်သွားကြပါတယ်ခြေလန်းနှဲငယ်ကြားမှာဂျာမန်စစ်သား2ယောက်ကကက်စတွန်ကိုဝိုင်းထားတာကိုရိုဘတ်လမ်းမြင်လိုက်ရပါတယ်သူကူညီဖို့ပြင်လိုက်စင်မှာပဲစစ်မြေပြင်တစ်ခွင်အချက်ပြတံပိုးမုတ်တံပဲတင်ထွက်လာပါတယ်အပြစ်ခတ်ရစဲရေးကိုကြီးညာလိုက်ပြီးဖြစ်ပါတယ်ဂျာမန်စစ်သားတွေတုံ့ပြန်နေဖြစ်သွားပြီးသူတို့ရဲ့လက်နက်တွေကိုချကလက်မြောက်အညံ့ခံကြပါတယ်ရိုဘတ်ကသူ့လက်ပတ်နာရီကိုငုံကြည့်လိုက်တဲ့အခါအချိန်ကအတိအကျ7နာရီဖြစ်နေပါတယ်နောက်ဆုံးတော့ကဘာစစ်ကြီးပြီးဆုံးသွားခဲ့ပါပြီရိုဘတ်ဟာစတက်ပီရဲ့ဘေးမှာဒူးထောက်ထိုင်ချလိုက်ပြီးမျက်ရည်တွေကြားကနေပြုံးလိုက်ပါတယ်စတက်ပီဟာသူတို့ရဲ့ရှည်လျားတဲ့ခရီးစဉ်ကြီးပြီးဆုံးသွားပြီဆိုတာကိုသိနေတဲ့အလားဝမ်းသာအားရနဲ့သူ့မျက်ဝန်းတွေဟာတောက်ပနေခဲ့ပါတယ်ဒါပေမဲ့အိမ်မပြန်ခင်မှာရိုဘတ်ကဒဏ်ရာရနေတဲ့ရဲဘော်ရဲဘက်တွေရှိမလားဆိုပြီးစစ်မြေပြင်မှာလိုက်လံရှာဖွေဖို့ရွေးချယ်ခဲ့ပါတယ်စတက်ပီကလေထုကိုအနံ့ခံရင်အပြက်စီးတွေကြားထဲကနေသူ့ကိုလမ်းပြခေါ်ဆောင်သွားပါတယ်အဲ့ဒီနောက်ရိုဘတ်ကချန်ပီယံဘော်ကအရာတစ်ခုကိုသတိပြုမိသွားပါတယ်စစ်သားအုပ်ထုပ်တစ်လုံးမှာအဲ့ဒါကတော့သူ့ရဲ့အချစ်ဆုံးတငယ်ချင်းရဲ့အုပ်ထုပ်ဖြစ်နေပါတယ်ဘာကိုဆိုလိုတယ်လဲဆိုတာသိလိုက်ရတဲ့အခါရိုဘတ်ရဲ့နှလုံးသားကြေကွဲသွားခဲ့ရပါတယ်သူဟာအဲ့ဒီအုပ်ထုပ်ဘေးမှာဒူးထောက်ထိုင်ချပြီးတိတ်တဆိတ်ဝမ်းနေပူဆွေးနေခဲ့ပါတယ်ကြာဆုံးသွားတဲ့ရဲဘော်အတွက်နောက်ဆုံးနှုတ်ဆက်ခြင်းကိုပြုလုပ်ခဲ့ကြပါတယ်မြေမြုပ်တကြိုပြီးနောက်ရိုဘတ်ကစိတ်မကောင်းစွာနဲ့နှုတ်ဆက်ပြီးစတက်ပြီးကြန့်ရှိတဲ့အရာရှိတွေနဲ့အတူအိမ်ပြန်ဖို့ထွက်ခွာခဲ့ပါတယ်သူတို့ရဲ့တင်မော့စိတ်ကန်းကိုရောက်တဲ့အခါကြီးမားတဲ့လူအုပ်ကြီးကသူတို့ကိုကြိုဆိုဖို့စောင့်ဆိုင်းနေကြပါတယ်အလံတွေဝေ့ရမ်းလို့တေးဂီတာတွေတီးမှုတ်ပြီးလူတိုင်းကစစ်သားတွေအတွက်တင်မကပဲဒဏ္ဍာရီတစ်ခုဖြစ်လာခဲ့တဲ့ခွေးလေးစတက်ပြီးအတွက်ပါဝိုင်းဝန်းအော်ဟစ်အားပေးခဲ့ကြပါတယ်စတက်ပီဟာရိုဘတ်ရဲ့ဘေးကနေဂုံယူစွာနဲ့တင်မော့ဘော်ကဆင်းလာခဲ့ပြီးဘွဲတစိတ်အနှင်းခံရတဲ့စစ်သူရဲကောင်းတစ်ယောက်လိုကြိုဆိုခြင်းခံခဲ့ရပါတယ်သူဟာအခုဆိုရင်အမေရိကန်စစ်တပ်ရဲ့အကုန်ပြုခံရဆုံးအဖွဲ့ဝင်တွေကတအူးဖြစ်နေပါပြီဓာတ်ပုံဆရာတစ်ယောက်ကသူ့ရဲ့သမိုင်းဝင်ဓာတ်ပုံတစ်ပုံကိုရိုက်ကူးခဲ့ပြီးအဲ့ဒီဓာတ်ပုံဟာတစ်ကမ္ဘာလုံးမှာကြော်ကြားသွားခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ဒီဇလန်ကလုတ်ကြံဖန်တီးထားတဲ့ပုံမြင်မဟုတ်ပဲဖြစ်ရမှန်ဖြစ်လို့ပါပဲစတက်ပီဟာသူ့နိုင်ငံအတွက်တကယ်ပဲတာဝန်ထမ်းဆောင်ခဲ့ပါတယ်သူဟာတိုက်ပွဲပေါင်း18ပွဲမှာပါဝင်တိုက်ခိုက်ခဲ့ပြီးမရေမတွက်နိုင်တဲ့စစ်သားတွေကိုကယ်တင်ခဲ့ကတတိသစ္စာရှိမှုနဲ့ချစ်ချင်းမြတ်တာတွေကြောင့်လူတန်းပေါင်းများစွာရဲ့နှလုံးသားကိုတိမ့်ပိုက်နိုင်ခဲ့ပါတယ်စတက်ပီဟာစစ်သားတစ်ယောက်ဖြစ်လာခဲ့တဲ့လမ်းဘေးခွေးလေးတစ်ကောင်ဖြစ်ပြီးယနေ့ထက်ထိကဘာကြီးကိုစိတ်သက်ခွန်အားပေးနေတဲ့တတိရဲ့ပြရုပ်တစ်ခုဖြစ်ပါတယ်သူဟာခွေးတစ်ကောင်တက်တက်မဟုတ်ပဲစစ်မှန်တဲ့သူရဲကောင်းတစ်ယောက်ပါသူဟာစစ်သားတစ်ယောက်ဖြစ်မွေးဖွားလာတာမဟုတ်ပေမဲ့သူ့နိုင်ငံကသူ့ကိုလိုအပ်တဲ့အခါသူဟာတစ္ဆာရှိစွာရဲရင်စွာနဲ့မပြိုလဲနိုင်တဲ့စိတ်ဓာတ်နဲ့မမတ်ရက်တည်ခဲ့ပါတယ်နှစ်ပေါင်း100ကျော်ကြာသွားခဲ့ပေမဲ့စတက်ပီရဲ့ရဲရင်မှုဟာယနေ့တိုင်ရှင်တန်နေစေဖြစ်ပါတယ်သူဟာမိတ်ဆွေစစ်ပီသားမှုဆွလို့အနစ်နာခံမှုနဲ့အမေရိကန်တို့ရဲ့တတိစစ်မှန်တဲ့ပြရုပ်တစ်ခုပါပဲဒီဇလန်ကတင့်ကိုစိတ်လှုပ်ရှားစေခဲ့ရင်စစ်မှန်တဲ့တတိဆိုတာဘာလဲဆိုတာကိုတတိယစေခဲ့ရင် like share နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့အောင်